Yeah, this is. Pepe စားနေတဲ့ခောက်ဆွဲကဘာလို့ခောက်ဆွဲကဘာလို့အညိုရောင်ဖြစ်နေတာလဲကိုစားနေတဲ့ခောက်ဆွဲကလည်းအမဲရောင်ကြီးပါလားအားလုံးပဲခဏရက်လိုက်ကြပါအောင်ဘာမှမစားကြနဲ့တော့ဒီခောက်ဆွဲတွေအကုန်ပြတ်ကုန်ပြီဒီအယောင်ကမှခောက်ဆွဲအစ်အယောင်လေးဟိုစနီးတယ်ရဲ့မေမားနေပြီဒါကအဖေမုံညက်သေးကိုအဖေအကြိုက်ဆုံးချောကလက်တွေရောထည့်လိုက်လို့အညိုရောင်ဖြစ်သွားတာလေမိမိရေကျမကလည်းမုံညက်သေးကိုကျမအကြိုက်ဆုံးနှမ်းမဲလေးတွေရောထည့်ထားတာမို့လို့ခောက်ဆွဲကအမဲရောင်ဖြစ်နေတာပါโอเคဒါဆိုရင်တော့ကျမတို့မိသားစုအားလုံးကြိုက်တဲ့ strawberry ဖြိုကြီးလေးကိုမုံညက်သေးရောထည့်ပြီး strawberry အရသာခောက်ဆွဲဖက်လေးတွေလုပ်ပေးမယ်လေအားလုံးစမ်းစားကြည့်ကြမလားငါမင်းကိုတိတ်ချမာထားတာမဟုတ်ဘူးလားအန်တီရေဘယ်နေရာရောက်မှသူ့ချစ်ရတဲ့သမီးတို့သမီးလေးတို့ပြလိုက်အောင်မကျူရုပ်တွေဝဲတာမကြည့်မဘလိုင်းပေါက်တယ်အလုပ်ကိစ္စနဲ့ခရီးသွားရင်လေဘဲသွားတာသမီးတို့လောကစားကြသည်စားရည်နဲ့ချိုထားတဲ့ဒီစားကြသည် oil water oil wins oil wins rightသူမဘူပါဖြော်ရည်ကိုတောက်ဖို့လှုပ်လိုက်တဲ့တငယ်ချင်းကဖွက်ကိုချက်ချင်းလူသွားတယ်။ဘာလို့လဲဆိုတော့သူမကို၄ချိန်ရှော့ချဖို့သတိပေးထားလို့ပါ။ဒါပေမဲ့စိတ်မပူပါနဲ့သူ့ရေးစားကတစ်ဖက်ရည်နဲ့နို့ကိုယူလာပြီးကျွမ်းကျင်တဲ့ဘာရစ်စတာလိုခါပေးကသူမကိုပေးလိုက်တယ်။ဒါပေမဲ့ခံမှန်းကြည့်ပါသူမဟာဘူပါဖြော်ရည်ကိုပဲလိုချင်နေသေးတယ်။နောက်ဆုံးမှာသူ့ရေးစားကမာကာတစ်ချောင်းယူပြီးသူမရဲ့ခွက်ပေါ်မှာဘူပါလုံးတူတွေရေးဆွဲပေးလိုက်တယ်။အခုတော့သူ့မှာစင်ချေပြောစရာမကြံတော့ဘူးပေါ့။သူမဘူပါဖြော်ရည်ကိုတောက်ဖို့လှုပ်လိုက်တဲ့တငယ်ချင်းကခွက်ကိုချက်ချင်းလူသွားတယ်။ဘာလို့လဲဆိုတော့သူမတငယ်ချင်းတို့ရေဆိုင်မှာဘသူလာအားပေးသွားလဲကြည်လိုက်အောင်ဗျာကြည်လိုက်ပါအောင်ဆက်စတိချင်းတော့မမလိုက်လုံးနဲ့တူတယ်လို့ကြည်နေတာပြီးတော့မှတကယ်စီးဖြစ်နေတဲ့ဟဲ့အောင်နေရေတကယ်စစ်ကြီးဟာလုံးဝအမေးစင်းပဲ
လုံးဝစိုင်ပိတ်ခံနီး surprise ကို မျိုးသားဟာပြီးစကစ်မုံပေါ်မှာမုံမြင့်စီတုပ်ပြီးဘာကာလုံစားနေပါတယ်ဒါဟာသူ့အတွက်တနေ့တာရဲ့တနက်စာပါပဲနောက်တော့စပွဲပေါ်မှာကြံခဲ့တဲ့စားကျွေးစားကြံတွေကိုကောက်စားဖို့လုပ်နေတော့မျိုးသမီးတစ်ယောက်ရောက်လာပြီးသူ့နဲ့ကိုနေရာပြန်ထားကစထဲကနေအကျွေးစိတ်တွေထုတ်ယူသွားတာကိုတွေ့လိုက်ရပါတယ်ဒါကိုမြင်လိုက်ရတာကသူ့အတွက်ဝေရှာဖို့အကြံတစ်ခုရသွားစေပါတယ်သူဟာလေစိတ်ထဲကတွန်းလဲသုံးစီးကိုလိုက်ရှာပြီးစထဲပြန်ထည့်လိုက်တဲ့အခါစထဲကနေအကျွေးစိတ်သုံးစိတ်ထွက်လာပါတယ်အဲ့ဒီအကျွေး